ကိုတော့စိတ်ထဲမှာပဲထားရမယ်နော်နောက်ပိုင်းသူ့ကိုဆုံးမလို့နားမထောင်ဘူးဆိုရင်ဒီကာတာလေးကိုပဲရွတ်လိုက်ပါသူနားမထောင်ပဲမနေနိုင်တော့ပါဘူးဘိုက်ဆာတဲ့တောင်ခံနေရတယ်ကွာဒါဆိုဆရာတော်ခဏနေဦးတပည့်စိုးသွားခံလိုက်အောင်မယ်မလို့တော့ဘူးကွာဘာဖြစ်လို့ကိုတော့ရဲ့အထုပ်ထဲမှာရိတ်ခါကြောက်တွေရှိသေးတယ်ဟုတ်ပြီခဏလေးစောင့်ကဲဆရာတော်သုံးဆောင်ပါဒီအုပ်ထုပ်ကတအားကိုလှတာပဲနော်တပည့်ကိုပေးပါလားလို့နော်ဆရာတော်ကောင်းပြီဘုခေါတပည့်ဒီအုပ်ထုပ်ကိုစောင်းဖို့ကံမပါလာဘူးတဲ့ဘုခေါဆရာတော်လက်ဆက်သက်တော့ဆရာတော်ကကျုပ်ကိုဒုက္ခပေးတာပဲဘုခေါမင်းဒီနေ့ကစပြီးတော့ဆရာတော်ဆုံးမတာကိုနာခံရမယ်နာခံပါမယ်နာခံပါမယ်ခွင့်မေတော်ကဘာပြုပါလဲဒီလိုမောင်ကိုကက်တင်ပေးတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်တော့ခွင့်မေတော်မကြောတော့ကိုသိချောနောက်ထောင်ရမယ်ခရစင်းကိုတော်ကိုသိချာဆောက်ရှက်ရမယ်စိတ်ချပါခမဲတော်ကျွန်တော်ဒီခက်ခဲမျိုးကနေဘယ်တော့မှယုံထွက်မှာမဟုတ်ပါဘူးဒီနေ့မေတော်ညွန်ကြားတဲ့အတိုင်းအနောက်ဘက်ကိုသွားမယ်ဆရာတော်ခီးစဉ်မှာကျွန်တော်လိုက်လံစောင့်ရှောက်ဖို့အတွက်ကိုတန်ထိတ်ထန်ချပြီးပါပြီတူတော်ဆရာတော်မရွတ်ပါနဲ့တော့မရွတ်ပါနဲ့တော့ဆရာတော်မရွတ်ပါနဲ့ဘုခုံဆရာတော်မရွတ်ပါနဲ့တော့မရွတ်ပါနဲ့တော့မင်းကဘယ်လိုစိတ်ဓာတ်မျိုးနဲ့ဆရာတော်ကိုပြန်ရိုက်နေရတာလဲဆရာတော်တပည့်ဘယ်တော့မှမလုပ်ရဲတော့ပါဘူးဘယ်တော့မှမလုပ်ရဲတော့ပါဘူးကဲထပါကဲပါထ
ဆရာတော်အဲ့ဒီဂါထာကိုဘသူကသင်ပေးတာလဲဗျ အေးကွန်ရင်မေတော်ကဒီကာတာကိုသင်ပေးလိုက်တာ ကွမ်ရင်မယ်တော့ဒါပေမဲ့သွားတွေးလိုက်အောင်ပဲဗျ ဝုကုန်း ဝုခုံး